Hello，大家好。ဒီနေ့တော့တရုတ်စားသောက်ဆိုင်ရောက်လို့ရှိရင်အစားအသောက်မှာတတ်အောင်လို့အခြေခံအသုံးလေးတွေကိုမျှဝေပေးချင်ပါတယ်။米饭ထမင်းဖြူ面条ခောက်ဆွဲ饺子ဖတ်ထုတ်梆子ပေါက်စီ猪肉ဝတ်သား牛肉အမဲသား鸡肉ကြက်သား鱼ငါးအရသာထဲမှာဆိုရင်တော့辣အဆက်甜အချို酸အချင်ရှမ်းအငန်我不吃辣ကျွန်တော်အဆက်မစားဘူးထိုက်ရှန်လားအရန်ငံသွားပြီ又酸又甜ချင်လဲချင်တယ်ချိုလဲချိုတယ်这个菜很香ဒီဟင်းကအရန်မွေးတာပဲ我要一份面条ကျွန်တော်ခောက်ဆွဲတစ်ပွဲလိုချင်ပါတယ်不要太辣အများကြီးမဆက်ပါစေနဲ့မိုင်တန်းပတ်စံရှင်းမယ်ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်大家再见